အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမြန်နှုံးကိုချစ်မြတ်နိုးသူတွေနဲ့ Brad Pitt ရဲ့ပရိသတ်တွေစောင့်မျှော်နေတဲ့ F1 ရုပ်ရှင်တကြီးအကြောင်းကိုအသေးစိတ် review ပေးသွားမှာပါဒီကားဟာရိုးရိုးပြိုင်ကားမဟုတ်ပဲဘာကြောင့်ကဘာတဝမ်းမှာဟိုးလေးတကြောဖြစ်နေရတာလဲအဆုံးထိကြည့်ပေးတော့ကြပါအောင်နော်ဇလန်းရဲ့အဓိကကတော့အနားယူသွားခဲ့ဝါရင်ပြိုင်ကားသမား Sunny Hay Brad Pitt ပါသူဟာတခြင်းကအလားအလာရှိတဲ့သူဖြစ်ခဲ့ပေမဲ့အသက်ဆုံးရှုံးလူနီးပါးမတော်တဆမှုကြောင့်ပြိုင်ကွင်းနဲ့ဝေးကွာခဲ့တာတဲ့အခုတော့အသင်းပိုင်ရှင်ဂျာဗီယာဘာဒန်ကသူ့ကိုပြန်လဲခေါ်ယူလိုက်ပါတယ်အဓိကစိတ်ဝင်စားဖို့ကောင်းတာကသူနဲ့တွဲဖက်ရှင်ပြန်ရမယ်လူငယ်ကျယ်ပွန်းဂျိုရှူအာဒမ်ဆန်အီဒရစ်နဲ့ဆက်ဆံရေးပါသူတို့နှစ်ယောက်ကြားကအားပြိုင်မှုနဲ့အသင်းအတွက်ပေးဆပ်မှုတွေကိုစိတ်လှုပ်ရှားဖွယ်တွေ့ရမှာပါဒီရုပ်ရှင်ကိုထူးခြားစေတဲ့အချက်ကတော့ CGI တွေထက်စစ်မှန်မှုကိုဦးစားပေးထားတာပါTop Gun Maverick ရဲ့ director ဖြစ်လို့လေယာဉ်မောင်းကွက်တွေလိုပဲကားမောင်းကွက်တွေကိုလည်းအရန်ကိုရင်သက်ရှူမောပွဲကြိုက်ကူးထားပါတယ်။နောက်ပြီး F1 ကန်ထွန် Lewis Hamilton ကိုလိုက်ပါဝင်ထုံးလုပ်ထားပြီးတကယ် Silverstone လည်း Monaco ပြိုင်ကွင်းဒီမှာရိုက်ကူးခွင့်ရခဲ့တာမို့ပရိသတ်တွေအနေနဲ့တကယ်ပြိုင်ကွယ်တဲ့ရောက်နေတယ်လို့ခန်းစားရမှာပါ။